Hello အားလုံးပဲမင်္ဂလာပါရှင် Brownie ရဲ့ Tero Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပြီးမဲ့ reading လေးကတော့ important message ပေါ့နော်ဒီ Brownie video ကိုကြည့်ရတဲ့သူတွေအတွက်ဘယ်လို message မျိုးလေးရှိမလဲပေါ့ဆိုတော့ဒီမှာcollective reading လေးဖြစ်ပါတယ် pick up by reading မဟုတ်ပါဘူးပိုင်းရွေးစရာမပါပါဘူး reading အစအဆုံးကြည့်ရမှာပါဆိုတော့ဒီ reading လုပ်ပေးတဲ့တခြားလုံးပေါ့နော်ထွက်လာတဲ့ message တွေပေါ့နော်အချင်းကြီးမှုရေးစပွားရေးအကုန်ညင်သမျှ Brownie ပြောပြပါပေါ့နော်ဆိုတော့ဒီ reading လေးမစခင်ပေါ့နော် Brownie ရဲ့ဒီ channel မှာပေါ့နော်အမြဲအပေးတဲ့သူတွေနဲ့ပေါ့နော်ဒီ video ကြည့်ရတဲ့သူတွေနဲ့ Brownie sharing လေးတစ်ခုလုပ်ချင်တယ်ပေါ့နော် healing ဘိုင်းနဲ့ဆိုင်တဲ့ sharing လေးပေါ့ဆိုတော့ဒီ reading ကိုပဲကြည့်ချင်တယ်ဆိုလို့ရှိရင် skip လုပ်လိုက်လို့ရပါတယ် Brownie နည်းနည်းပွားမှာမဟုတ်လို့ဆိုတော့ဒီတချံပိတ်ရမှာ Brownie မိသားစုနဲ့နေဖြစ်တယ်ပေါ့နော်မိသားစုနဲ့နေဖြစ်တဲ့မိသားစုဆိုပေမဲ့ Brownie ကမိသားစုကများစားမရှိဘူးBrownie အလုပ်သားလုပ်တဲ့အချိန်ပေါ့နော်အိမ်မှာနေရရှာရဲဆိုကိုအိမ်လေးမှာပဲကိုအချိန်ကုန်ဆုံးဖြစ်တယ်ပေါ့နော်အချိန်ကုန်ဆုံးရင်းနဲ့ဟိုချာတခြားရှာရင်းနဲ့ Brownie ရဲ့တပုံလေးတွေ့မိရဲ့ဆိုတော့inner child နဲ့ပတ်သက်တဲ့ဟာကိုပြပြမယ်ပေါ့နော် Brownie တို့ပေါ့နော်ဒီအခုပြောရမယ်ဆိုရှင်ဒီလူကြီးဖြစ်နေပြီကွာအဲ့ဒါလေးပဲလူကြီးဖြစ်နေပြီဆိုတော့ Brownie နဲ့ဟိုလုပ်ငန်းဝင်နေပါဝင်နေပြီဆိုတော့ငငယ်တုန်းကဒီတဲ့ပုံလေးကိုကြည့် Brownie တခုတွေးမိရတာကွာသိလားငငယ်တုန်းကငါဒီခလေးဝါတော့လူချင်းတဲ့ဟာနဲ့လူချင်းခဲ့တဲ့အရာတွေနဲ့ငါအခုထပ်တူညီရလားဆိုတော့ Brownie ပြန်ပြီးစဉ်းစားမိရကွာစဉ်းစားမိရဆိုတော့ Brownie လောလောလတ်ပဲကိစ္စကိုစဉ်းစားမိလဲဆိုဥမာဖြစ် toxic relationship တွေဘောနော် Brownie ကအမှန်တမ်းပြောဆိုရှင်ကိုထုတ်ကိုဖြစ်လို့ပဲ toxic relationship တွေနဲ့toxic relationship တွေ Brownie မှာအများကြီးရှိရကွာကိုရိုင်းအဲ့လိုလေအဲ့လိုမျိုး Brownie စီမှာတားတော့တွေပါလာမင်းညီမလေးဆိုရှင်အဲ့လိုဟဲ့နင်တို့ဒါမကောင်းတော့မကောင်းမလုံးနဲ့ဆိုပြောလိုက်တယ်ဒါပေမဲ့အဲ့လိုကြီးသူတို့မလုံးတော့ပါလို့မျှော်မလင့်ထားအဲ့လေလုံးပါမလားလုံးလိုက်တိဒါလို့ရှိရင်တွေးခံလိုက်ပြောဟုတ်လားကြည့်လိုက်အဲ့လိုပဲအားပေးလိုက်တာသိမလားမနေနိုင်ဘူးလေကိုကလိုချင်နေရအောင်ဆိုတော့ toxic relationship တွေပေါ့နော် toxic relationship တွေပြီးလို့ရှိရင် Brownie ပေါ့နော်ကြောင်ရတာboundaries မထားတာတွေပြီးလို့ရှိရင်ကိုယ့်တမှုကိုနှိမ့်ချမိရပြီပေါ့နော်အဲ့ဒီ issue တွေက Brownie မှာအမြဲတမ်းရှိရဆိုတာဒီလွန်ခဲ့တဲ့နှစ်တည်းရောအခုချိန်ထိရှိနေတော့မယ်ရှိတော့ဆိုဒီတက်ပုံလေးမြင်တဲ့အချိန်မှာပြန်စဉ်းစားမိငါဒီခလေးဘဝတော့ဒီခလေးလေးဒါပေါ့နော်အခုချိန်မှာ Brownie ဒီခလေးလေးကိုသာမြင်လိုက်မယ်ဆိုလို့ရှိရင်ဒီခလေးလေးကမေးလို့အနေမျောလင့်ထားတဲ့ relationship ပုံစံနေရလားဆိုလို့ရှိရင် Brownie ကိုအရင်ရှက်မိမှာဆိုတော့ဘယ်လိုပြောမလဲအမှန်လည်းပြောရှင်သူ့ကိုမျက်နှာမပြရဲဘူးအဲ့လိုမျိုးဒါပြောမယ်အဲ့လိုဒါလာမေးခဲ့မယ်ဆိုမျက်နှာမပြရဲ Brownie ဘောနော်သူ့ကိုမကာကွယ်ခဲ့နိုင်ဘူး Brownie အခုခံစားနေရတယ်ကွာသိလားအဲ့ဒီအချိန်မှာပဲ Brownie စိတ်ကအလုံးဝပြတ်သားသွားတယ်။အော်ငါနဲ့မတန်တဲ့ဆက်ဆံရေးကိုငါအဲ့လိုမျိုးဆက်ပြီးတော့နေတယ်ပြီးငါ့ရဲ့တမှုငါမသိဘူးငါ့ရဲ့ခံစားချက်ကိုအလေးမထားဘူးအဲ့လိုအလေးမထားခြင်းအပြင်ငါ့ရဲ့ငငယ်တုန်းကပုံစံကိုငါအရှက်ရအောင်ငါလုံးမိနေရပဲပေါ့ပြီးတော့လမ်းပြောင်းနေ Brownie အခုလို့ရှိရင်ဟိုမှာအလုပ်ရှိအောင်မှန်တယ်ဒါပေမဲ့ဒီအလုပ်ဒီကိုနဲ့ကိုငငယ်တော့ဖြစ်နေတဲ့ပုံစံနဲ့မကိုက်ဘူးဟုတ်တယ်ဒါ Brownie တို့တော်တော်များမြန်မာနိုင်ငံကလူတော်များကြောင်းရပဲကိုငယ်တော့တင်ကိုငယ်တော့ဒါဖြစ်နေရဖြစ်နေဒါပေမဲ့ကြီးလာလို့ရှိရင်ကိုဖြစ်နေတယ်လို့ဖြစ်လာအောင်ပါဒါ Brownie တို့ရဲ့ဘယ်လိုပြောအပြစ်မဟုတ်ကွာတည်လားအပြစ်မဟုတ်ကိုလည်းအပြစ်မတင်နဲ့ပေါ့နော်ဒါပေမဲ့ဆိုပေမဲ့လေကိုလိုချင်တဲ့ဘဝမျိုးယူဆလာမှာကိုပဲရှိရပါဆိုတော့ဒီခလေးလေးကိုပဲ Brownie ကြည့်မိ
你听到你录进来啦吧嘞？你ခုဆိုရှင်လုံခြုံပြီလား你စိတ်လုံခြုံပြီလား你သူ့ကိုကာကွယ်နိုင်ခဲ့ပြီလားကိုယ့်ရဲ့ inner child ကိုမကာကွယ်နိုင်တာလေးလေမကာကွယ်နိုင်နေဆိုမဖြစ်တယ်ကွာတိလားဆိုကိုယ့်ကိုပြန်မိကြည့်ဥပမာဖြစ်ကိုယ့်ရဲ့လက်ရှိ relationship ကကိုယ်နဲ့အဆင်မပြေဘူးပြန်မိကြည့်ငါငငယ်တော့ကလူချင်းရဲ့ relationship ကအဲ့လိုပုံစံလားအကယ်၍ငါငငယ်တော့ကပုံစံကငါ့ကိုမြင်ငါ့ကိုမေးခွန်းမြင်လိုက်နင်ဖြစ်ချင်တာရောဖြစ်ပြီလားနင်လုပ်ချင်တာရောလုပ်ပြီလားနင်လိုချင်တဲ့လူရပြီလားနင်ပျော်နေလားလို့မေးရင်ငါတို့မှာဘာဖြည့်ရရှိလဲဆိုတာစဉ်းစားကြည့်လိုက်ပါတိလားပြောချင်တယ်ဆိုတော့အကြအဖြစ်တစ်ခုရလာပါပဲ brownie ဆိုတဲ့အဖြစ်တစ်ခုရလာခဲ့ကွာအဲ့တော့အဲ့လိုမျိုးလေးလုပ်ကြည့်ကြည့်ပါတော့ကိုငငယ်တော့တက်ပုံလေးပြန်ကြည့်ကြည့်ငါဖြစ်ချင်တာရောငါလုပ်နိုင်တယ်အဲ့ဒါဆိုလို့ရှိရင်ကွာတိလား brownie ဆိုလို့ရှိရင်အမှန်ပြောလို့ရှိရင်ဒီ2024နှစ်လုံးနေပါပေါ့နော်ပေါ်ဗီဒီယိုလည်းမတင်ဖြစ်ဘူးမှားလို့ဆိုရင်ကိုဒီအလုပ်ကြီးမှာပဲစိတ်နှစ်ပြီးတော့ကိုပြောက်ဆုံးနေရပါတိလားအလုပ်ကလည်းထမင်းကျွေးအစော်လေအလုပ်ကလည်းထမင်းကျွေးအစော်စိတ်မနဲ့လို့ရတယ်မရကိုပြောက်ဆုံးနေရတာ brownie လိုချင်တဲ့ပုံစံမျိုးလည်းမဟုတ်ဘူးဘာလို့လောကမှလည်းမသိဖြစ်နေခဲ့တဲ့အချိန်တစ်ခုရှိရကွာဒါပေမဲ့ဒီပိတ်ရမှာဒီပုံလေးမြင်လိုက်ပြီးတော့အဲ့လိုမျိုးအတွေ့အဝင်လာပြီးတော့ brownie လာစားတစ်ခုရသွားလို့ခံစားရတယ်ဒါလည်းစားတယ်တော့မင်းနေတာလှည့်ဝဲချက်ဆိုတော့ reading လေးကိုစတင်ပြပါမယ် reading လေးမှာ reading လေးစတင်နေပေါ့နော် brownie ရဲ့အပြင်မှာစူလာနေနေတိခတ်ပြီးမျှလိုက်ပါတယ် brownie application ကပ်ကဟိုမျိုးသူကစီးပွားရေးဆန်လိုက်ဆိုတော့အနောက်က noise တွေပါတယ်ဟိုဘယ်လိုပြမလဲမဖယ်ပြီးတော့ပတ်စံပြီးမှရမယ်ဆိုတော့ brownie ရဲ့ reading တွေတော်တော်များ noise တွေပါနေမယ်လို့ထင်တယ်ဆိုတော့ brownie ရဲ့ reading လေးကိုbrownie ဒီအခုလုံးမဲ့ reading လေးမှာပေါ့နော် brownie ဒီ collective လေးဒီ video ကြည့်နေလူတွေရဲ့အတွက်ဘာ message လေးပေါ့နော်ချီရေးစီးပွားရေးနုရဲ့အကုန်မမြင်သမျှကို brownie ဟောပေးမယ်ဒါ pick up ပိုင်းမဟုတ်ဘူးနံပါတ်ပထမဆုံးပြန် pick up ပိုင်းမဟုတ်ဘူးပိုင်း1မဟုတ်ပါပိုင်း2ဟုတ်ပါမတွေးချင်ပါဘူးအကုန်ကြည့်ရမှာပါဆိုတော့ reading လေးစရအောင်နော်ဆိုတော့ collective reading တွေကိုဒီမှာစတယ်ပေါ့နော်ဆိုတော့collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့ 100% တော့မကညီဘူး personal reading ဆိုလို့ရှိရင် brownie ရဲ့ page မှာလာမေးလို့ရပါတယ် brownie ရဲ့ channel ကို subscribe လုပ်ထားရဆိုရှင် 30% off အမြဲ discount ပေးရပေါ့နော်ဒါ brownie ကိုအရင်က subscribe လုပ်ထားရဆိုရှင်သိရပေါ့နော်ဆိုတော့ collective reading လေးရဲ့ overall energy oracle ကလေးကအရင်ကောင်းပါတယ် tangerine ဟုတ် orange လိမ္မော်သီးလေးလုံးဝဝါဝင်းပြီးတော့အကြီးရွှဲတဲ့လိမ္မော်သီးလေးပေါ့နော် brownie ဒီ reading လုပ်တဲ့အချိန်မှာပေါ့ energy လေးကောင်းကောင်းလေးခံစားရတယ်အဲ့လိုမျိုးအစဒီ reading လုပ်နေတာခေါင်းနဲ့အုံပြီးတော့အဲ့လိုမျိုးလိုရတယ်အဖြစ်နေနေပူတဲ့တွေသွားဆိုတော့ဒီ energy လေးအရင်ကောင်းနေဒီမှာပေါ့နော်ကိုကလေ brownie တော့ကလည်းဆွဲထားပြီပေါ့နော်ဒီမှာ magician နဲ့ဒီမှာအိုးလေးနှစ်ခုတွေ့လာမသိဘူးတခုတော့ချက်ပြုတ်နေဘာချက်ပြုတ်နေကြလဲဘာချက်ပြုတ်နေလဲဆိုတော့ကိုလှုပ်ထားတဲ့အရာတွေပေါ့နော် overall energy ကအရင်ကောင်းတယ်ကိုလှုပ်ထားတဲ့အရာတွေဥမာဖြစ်ကိုပြင်ဆင်နေတဲ့အရာတို့ဥမာဖြစ်စာမပွဲအတွက်ပြင်ဆင်နေရမျိုးတို့အဲ့လိုမျိုးလုပ်ငန်းတစ်ခုခုရင်းနှီးမြှုပ်နှံနေရမျိုးတွေဥမာဖြစ်ဟင်းချက်တို့ပေါ့ကိုချက်လိုက်တဲ့ဟင်းအခုတည်းကဟင်းချက်နေတဲ့အချိန်ကိုချက်လိုက်တဲ့ဟင်းကအရင်စားကောင်းမယ်ဆို energy ပေါ့နော် energy ရတယ်ဆိုတော့ကိုဒီမှာဆိုလို့ရှိရင်ကွာဒီလားလိမ္မော်ရောင်လေးဆိုဟိုလိမ္မော်သီးလေးပါလေဆိုလုံးဝရွှင်လန်းတက်ကြွပြီးတော့ပေါ့နော်ဒီနှစ်ကိုပိုင်းမှာလုံးဝအသည့် internet ကိုရဲ့လုပ်ငန်းဆောင်တာတွေကိုကိုလုပ်ပေးနိုင်ကိုလုပ်ငန်းဆောင်တာတွေကိုအားရင်အပြည့်နဲ့ပေါ့နော်ဆောင်ရွက်နိုင်မယ် energy လေးရပေါ့နော်ဒါ brownie ဒါဒီ oracle ကလေးရဲ့အထိပ္ပယ်ကိုနောက်ကြမှာပြပြမယ် overall energy ကတော့ဒါလေးပေါ့နော်အရင်ကောင်းတဲ့ brownie အရင်စိုက်တယ်ဆိုတော့ collective လေးတွေအတွက်တော့ကတော့ဆွဲထားပြီးဘယ်လိုပြမလဲno magician ရဲ့ six of pentacles ရဲ့ပြီးတော့ ace of cup reverse ဒီမှာပေါ့နော်ပထမဆုံးဒီမှာ strong message
ရတာဘာလဲဆိုလို့ရှိရင်ပေါ့နော်အပေးယူညဖို့လိုတယ်ဆိုရင် message တွေပေါ့ဘာလို့အပေးယူညဖို့လိုအပ်တယ် magician ဆို brownie တို့ပေါ့နော်အခုကိုကခုန brownie ပြောခဲ့သလိုပဲစီးပွားရေးမှာရင်းနှီးမြှုပ်နှံတာပညာရေးမှာရင်းနှီးမြှုပ်နှံတာဒီဘယ်လိုရှင်ကိုဖြစ်စင်တဲ့အရာကိုကိုကအပြင်နဲ့ကိုဖြစ်စင်လို့ကိုလိုချင်လို့ရမယ်ဆိုတော့ message တွေပေါ့နော် magician ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာပေါ့နော်ကိုကလေတခုတတိထားမှာကိုရဲ့အဲ့လိုမျိုးပေါ့နော်ကိုကြိုးကင်တာမခံဘူးပေါ့နော်ကြိုးကင်တာမခံဘူးဒီမှာဆိုနောက်ကွယ်လက်ကလေးပါကြိုးကင်တာမခံဘူးလိုအပ်တယ်ပေါ့နော်ကိုလုံးနေအလုပ်ကိုသူများ credit ယူတာမျိုးကြီးအဲ့ဟာတွေတစ်ချက်သတိထားပြီးအဲ့မျိုးကိုကအားကျုံးမှန်နဲ့လောက်လိုက်တာဒါပေမဲ့သူများအနောက်ကနေဝင်ပြီးတော့ဒါငါလောက်ထားဥမာပြီးဟင်းချက်တယ်ဆိုရှင်ဒါငါဟင်းပြင်းပြီးထားလေဟင်းရတာငါအရသာငါပြင်ပြီးလို့စားကောင်းနေဟာအဲ့လိုမျိုးတွေ့တတ်တယ်ပေါ့နော်တတိထားပေါ့နော်ဆိုတော့ပြီးလို့ရှိရင်စီးပွားရေးမှာဆိုလို့ရှိရင်လေကိုတီပေးသောလက်နဲ့ယူသောလက်နဲ့မျှလိမ့်မယ်ပေးသောလက်ကိုတီစွန့်ကြဲပေးကန်းလှူဒန်းနိုင်လိမ့်မယ်ပေါ့နော်စီးပွားရေးဆိုလို့ရှိရင်လေစွန့်ကြဲပေးကန်းလှူဒန်းနိုင်လိမ့်မယ်ဝင်ကိုပေးသောလောက်ကိုပြန်ရမယ်အချိန်ဖြစ်တယ်ပေါ့နော်စီးပွားရေးနဲ့လူမှုစီးပွားရေးအတွက်ဆိုလို့ရှိရင်တော့ဒီနှစ်ကအရင်ကောင်းတယ်ပေါ့အဲ့မဲ့ Ace of Cups Reverse Ace of Diamonds လောက်ပြရမယ်နော်စီးပွားရေးမှာဆိုလို့ရှိရင်လည်းကိုဖြစ်ချင်တဲ့အရာပေါ့နော်ကိုရင်းနှီးမြှုပ်နှံတဲ့အရာကရင်းနှီးမြှုပ်နှံတော့ကိုယ်စီပြန်ဝင်မယ်ဆိုတဲ့ဟာလေးပဲပေါ့နော်ဒါပေမဲ့အခုရှိတာကကြတော့အပေးယူညလာပေါ့နော်ပေးယူညလာပြီးလို့ရှိရင်ဒီမှာ brownie မြင်တာပေါ့နော်ကိုနဲ့လေအဲ့လိုမျိုးဘယ်လိုပြောရမလဲကိုကသူများကို provide လုပ်ရတယ်ပေါ့ကိုကပဲသူများကိုပေးရတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာလက်တွေအများကြီးပဲကိုဘေးမှာကိုစီကယူမဲ့လက်တွေပေါ့နော်ခုနကပြောသလိုပဲကိုရဲ့ energy ကို protect လုပ်ပါပေါ့နော်ကိုစီကနေဥမာပြစိတ်ပိုင်းဆိုင်ရာဆိုလို့ရှိရင်သိမလားကိုရဲ့အကြည့်ချက်လေးကိုလာပြီးတော့သိမလားငါဘယ်လိုဖြစ်တာဘာဖြစ်တာဆိုကိုရဲ့ energy ပပိုင်းရည်သိမလားကိုကမူကောင်းနေသူတို့ကကိုစီလာပြီး energy စုပ်ယူတာကိုကမပြောတော့အဲ့လိုမျိုးတွေသတိထားပါတော့အဲ့လိုမျိုးသတိထားအလောက်ကင်မှာဆိုလို့ရှိရင်လည်းခုနကပြောသလိုမျိုးကိုလောက်ထားရ credit ဝင်ယူတာမျိုးကိုသတိထားပါတော့စီးပွားရေးပိုင်းမှာဆိုလို့ရှိရင်လည်းပေါ့နော်ကိုပေးတာကိုကပေးလိုက်တယ်ဆိုပေမဲ့လည်းပေးတာလည်းစီစစ်ဖို့ပေါ့နော်အရင်ကရော fraud ဆိုရောလက်မဖွာဖို့အရေးကြီးရပေါ့နော်ကိုရင်းနှီးမြှုပ်တဲ့နေရာကိုပြန်ပြီးတော့ပေးတော့ပြန်ရနိုင်လားဆိုတဲ့ဟာလေးကိုတစ်ချက်ပိုလေးသတိထားမယ်ပေါ့နော်ပြီးတော့ Ace of Cups Reverse မှာဆိုလို့ရှိရင်တော့ brownie ကဘလို့အရင်ပြောချင်တယ်ဆိုရှင်ကိုကလုံးလို့ပေါ့နော်တရားတရားယူဖိတ်ပြီးတော့ဟောတိုင်းတရားတရားယူဖိတ်ပြီးတော့ကိုရဲ့စိတ်ခုန energy ရဆိုလို့ရှိရင်ကကိုညီလိုက်မယ်ဟဲ့ငါသူ့ကိုဘယ်လိုလေးလုပ်ပေးလိုက်မယ်အဲ့လိုမျိုးလေးယိုနေရတယ်အရင်ကိုကယိုနေရတယ်မလုပ်နဲ့အဲ့မလားဥမာပြေကွာမရှိရဲ့လူပေါ်လက်မရတောင်းရန်စားတောင်းနေသူတယောက်ကကိုလာတောင်းနေဆိုရှင်တော်ရုံသိမ့်အောင်ပဲပေးအဲ့ဒါမှကိုကရွှေပါချွတ်ပေးဥပမာပြောနော်ရွှေပါချွတ်ပေးတယ်အဲ့လိုတရားတရားယူဖိတ်တယ်မျိုးမလုပ်ဖို့ brownie ပြောချင်တာပေါ့နော်ဆိုရှင်အချစ်ကြီးမှာဆိုလို့ရှိရင်လေကိုနဲ့ကိုရီရဲ့ချာမှာပေါ့နော်အဲ့လိုမျိုးလူတွေအများကြီးဝင်နေရမျိုးပေါ့သိမှာကိုကအချစ်ကြီးမှာဆိုလို့ရှိရင်လေပေါ့နော်ကိုကဖြစ်ချင်တာကိုလည်း2ယောက်ပဲရှာမှာလားအချစ်ကြီးမှာဆိုလို့ရှိရင်2ယောက်ပဲရှာမယ်တဲ့ဆိုပေမဲ့လည်းမိသားစုတွေဝင်လာမျိုးငွေကြီးပိုင်းတွေဝင်လာမျိုးသိမှာလားမိသားစုရဲ့စကားကိုနားရောက်မိရမျိုးတငယ်ချင်းတွေရဲ့စကားကိုနားရောက်မိရမျိုးအဲ့လိုမျိုးပေါ့နော်အနောက်ကနေသူများထိန်းချုပ်ချင်တာမျိုးအချစ်ပါဆိုလို့ရှင်တော့မိဘအကြီးကပါနင်လူလုံးနဲ့နင်ကောင်းမလေးအလုံးလိုက်နဲ့ဘာညာအဲ့လိုမျိုးတွေပေါ့မိဘဆိုတာဒါဥမာပြမိဘလည်းဖြစ်နိုင်တယ်တငယ်ချင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ရင်းနှီးရဲ့လက်တွေကဒုက္ခပေးနိုင်တယ်
business ဆိုတော့ကို intuition ကိုယုံပါနော်ပြီးတော့ကိုအကြောင်းဒီကက်လေးမျိုးကိုအကြောင်းကိုအရင်မဖွင့်ချနဲ့ကိုရဲ့စိတ်ခံစားချက်တို့အရင်ငါလူမျိုးခံစားနေရပါဥမာဖြစ်အချစ်ကြီးမှာဆိုလို့ရှိရင်လေငါညို့အရင်ချစ်တာပါငါညို့ငါသူကတသေးလေးသူက30ဘိုးလုပ်ပြီးဆိုရှင်ကိုက100ဘိုးလုပ်ပြီးရမျိုးမလုပ်နဲ့ပေါ့နော်ပေးယူမျှပါခုနက brownie ပြောရတာမသိ gradient စစားခြင်းမှာအပေးယူမျှဖို့လိုအပ်တယ်ပေးယူမျှပြီး balance ဖြစ်ဖို့လိုအပ်တယ်ပြီးတော့အတွေးလွန်နိုင် short ပေါ့နော်အတွေးလွန်နိုင် short ပြီးတော့လေကိုကအမြန်24/7ဒီခေါင်းအတွေးများနေရ short အတွေးများနေပြီးတော့ကိုလုံးရမယ့်အရာကိုမလုပ်ဘဲနဲ့ဒီအတွေးကပါထဲမှာမျောနေရမျိုးတွေကိုမလုပ်နဲ့ပေါ့နော်ဆိုတော့အဲ့လိုဒါပြီးတော့ဘာပဲစကွာတည်တာအမျိုးတင်နန်းမဲ့တက်ပညာရေးပဲလုပ်လို့စောင့်ပွဲပဲဖြစ်ဖြစ်စီးပွားရေးရင်းနှီးမြှုပ်နှံတာပဲလုပ်လို့တို့အတိုင်းစိတ်နဲ့လုပ်လိုက်လောက်တာလောက်ချလိုက်ကွာတည်တာရေးရေးတင်းတင်းလောက်ရည်တည်ရှိလောက်ပေါ့နော်အရင်တွေးကြောက်နေမယ်ဆိုလို့ရှိရင်တော့အခွင့်အရေးလွတ်သွားတတ်တယ်ဆိုတဲ့ message လေးလည်း brownie ရရပေါ့နော်ပြီးလို့ရှိရင် energy ကိုယ့်ရဲ့ energy ကို protect လုပ်ပါခုနကပြောသလိုမျိုးကိုဒီကက်လေးမြင်တော့ကိုယ့်ရဲ့ energy ဒီမှာ protection လုပ်ရမယ့်ပုံစံပေါက်တယ်ဘာလို့လဲဆိုခုနကပြောသလိုကိုယ်စီကနေယူမဲ့လက်တွေအရင်များ energy ဆိုလဲ energy အများ energy ပပိုင်းရတွေပေါ့နော်ကိုယ်စီမှာအမြဲအတနာခံပြီးတော့ကိုယ့်ရဲ့တနာစိတ်ကိုအခွင့်ကောင်းယူပြီးအသုံးချသွားမျိုးကိုချိုးအတွက်အသုံးချတတ်တဲ့လူတွေနဲ့လည်းကိုယ်တွေ့တတ်တယ်ပေါ့နော်ဆိုတော့အဲ့အလေးကိုတစ်ချက်သတိထားဖို့လိုအပ်တယ်နည်းနည်းခုနကပြောလို့ပေါ့နော်ကိုယ့်ရဲ့ credit ကိုယူရဲဆိုမျိုးသူ့ကိုချိုးအတွက်ပေါ့အချစ်မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တနာစိတ်ကိုယ့်ရဲ့ချစ်ချင်းတွေကိုခွင့်ကောင်းယူပြီးတော့သူတို့လူရအသုံးချတတ်တဲ့လူမျိုးနဲ့တွေ့တတ်တယ်ပေါ့နော်ဆိုတော့အဲ့အလေးကိုသတိထားပြီးတော့ brownie ကသတိပေးလိုက်ပြီကိုကအဲ့တော့ကိုပေးလိုက်တဲ့အချစ်ကိုသူကကိုလုပ်ပြီးဆိုတော့ကိုကိုပြန်လုပ်ပေးရလားဆိုတာတစ်ချက်ကြည့်ရမယ်ပေါ့နော်ကိုပေးလို့သွားပေးရလားကိုလုပ်ပေးဆိုတော့သွားပေးရလားသူကပဲအမြဲယူနေရလားဆိုတော့အဲ့ဟာမျိုးလေးကိုမြင်အောင်ကြည့်တတ်တယ်မြင်အောင်ကြည့်တဲ့နေပေါ့နော်စစ်စောဖန်တဲ့ကဲအရာဆိုလို့ရှိရင်အဲ့လိုမှမဟုတ်လို့ရှိရင်ပဲအရှိပဲဖြစ်စီးပွားပဲဖြစ်တော့မှာမဟုတ် okay ခုနက brownie ပြောရပါတော့အဲ့ကက်လေးရဲ့ meaning ကို brownie ပြမယ်လို့ပြောရပါတော့ဆိုတော့ဒီ orange ဒီကက်လေးရဲ့အဓိပ္ပာယ်ပါတော့ကိုဖြစ်နေတဲ့အရာကိုပေါ့နော်ဖြစ်နေတဲ့အရာတွေကို energy ပြည့်နဲ့လုံနိုင်လိမ့်မယ်ပေါ့နော်ကိုခုနက site ပြိုးထားတဲ့အရာတွေကလည်းမြန်ဖြစ်လာတဲ့ meta guide board အရာပေါ့နော်ဒီမှာဆိုရှင်နေမင်းမြန်လာမသိဆိုပို့ချီကိုပျော်ရွှင်ခြင်းနဲ့ကောင်းခြင်းတွေရောင်းလာလိမ့်မယ်ပေါ့နော်ခုနကပေါ့နော် brownie တတိပေးခဲ့သလိုမျိုးကိုကပေးတော့လက်တွေဖြစ်မှာပေါ့နော်ဆိုကိုဘေးနာပတ်ဝန်းကျင်ကိုလည်းကိုညီနိုင်အောင်ကိုလုပ်တင်တယ်ပေါ့နော်ဒါပေမဲ့ခုနကလိုပြောသလိုပဲကိုရဲ့စိတ်စေတနာကိုကိုညီတင်နေဆိုပေမဲ့လည်းကိုရဲ့စိတ်စေတနာကိုအခွင့်ကောင်းယူမဲ့လူတွေကိုနည်းနည်းတတိထားဖို့လိုအပ်တယ်လို့ brownie ပြောထားရပါတော့ဆိုတော့ဒီကက်လေးအတေးပဲခုနက brownie ပြောရတယ်လူပဲဆိုတိတ်တော့ brownie မှာဖြစ်တော့နောက်ပါရှိအောင်လဲဆိုတော့ bonus အနေနဲ့ပေါ့နော် brownie ဗာလေးလုပ်ပြီးကောင်းမလေးလို့စဉ်းစားရတဲ့အချိန်မှာကြတော့ဆိုတော့ဒီအချစ်ကြီးမှာပေါ့နော်အချစ်ကြီးအတွက်အကြံပေးချက်ချစ်အတွက်အကြံပေးချက်လူတိုင်းအချစ်ကြီးဆိုစိတ်ဝင်စားကြအချစ်ကြီးကောင်းလို့ရှိရင်ကောင်းတယ်ဒီဟန်မန်ဆိုတော့ကိုကအချစ်ရင်မှာဆိုလို့ရှိရင်အရာတိုင်းကိုအရင်အလှည့်မလို့ပဲနဲ့ပေါ့နော်အချိန်တစ်ခုကာလတစ်ခုစောင့်ကြည့်ဖို့ brownie အကြံပေးစနေအချိန်တစ်ခုစောင့်ကြည့်ဖို့ဆိုတာတဲ့ပေါ့နော်ဘာ action မှမြူစီမနဲ့ကိုဘယ်လိုပြောမလဲကိုရဲ့တွေးခေါ်ပုံပြောင်းပြီးတော့စဉ်းစားကြည့်ပေါ့နော်တခါrelationship တွေမှာဆိုလို့ရှိရင်အဆင်မပြေဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကြီးပဲမစဉ်းစားမနဲ့သူ့ဘက်ကိုလည်းစဉ်းစားကြည့်ပေါ့တင်မလားလက်ဖို့မိုးမှလည်းလက်ဖို့မိုးအမြင်ရှိသလိုလက်ဖွားမှလည်းလက်ဖွားအမြင်ရှိရတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ပြောင်းပြီးတော့စဉ်းစားကြည့်ဘာ action မှမြူပဲနဲ့ပေါ့နော်ခဏလောက်ငြိမ်တက်တက်လေးနေကြည့်လိုက်ပေါ့နော်ကိုယ့်ရဲ့
ခံစားချက်တွေ emotion တွေကိုနည်းနည်းလောက်ငြိမ်သက်အောင်လုပ်ပြီးတော့ကိုအချိန်ခုယူပြီးတော့ perspective ပြောင်းပြီးကြည့်တာမျိုးတွေအဲ့လိုမျိုးအတွေးလေးတွေပြောင်းပြီးတော့စဉ်းစားကြည့်ရမျိုးလေးလုပ်ပြီးတော့ဗောနော်အဲ့လိုမျိုးအခြေမှာပေါ့လုပ်တင်တယ်ဗောနော်လုပ်တင်နေဆိုတော့ဆိုတော့ဒီမှာအချိန်တစ်ခုယူပါအဲ့လောက်ပဲပေါ့နော်အဲ့လောက်ပဲ brownie ပြောချင်တယ်ဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲညှိနှိုင်းလိုက်ပါမယ်အားလုံးပဲကျမလေးချမ်းသာကြပါစေရှင်တဒါ